လာမတောင်းမယ်လေဟုတ်တယ်မဲလေဟုတ်တယ်မျက်နှာမော့စမ်းဒီမှာကြည့်လိမ့်ဖို့တင်ပြမယ်ဟိုလမ်းဖို့မတင်ပါနဲ့တပည့်ဘာကြီးကျော်ပါမယ်တောင်းမှမှာလေတပည့်ရတင်မယ်ဘာလို့အလုပ်လာလုပ်လဲအဲ့ဆိုရင်တပည့်နောက်မတော်ဟိုတစ်ခေါက်ပါပြီးသွားတာမနောက်ခေါက်ထွက်လာမတော်တော်ဟွာဖြစ်တာပဲဟိုတပည့်ဘာကြီးတပည့်တောင်းလို့တပည့်ရှိတယ်ဒီမှာဒီလည်းလို့ပါနော်ညာလို့ပါလေခလေးကညီမလည်းရှိတာပဲညီမလည်းခလေးတစ်ဖက်နဲ့ညီမလည်းလုံးနေရပဲအမကြီးကျော်ပါမယ်မကြီးရဲ့ဒီကနောက်လည်းဒီလိုဘယ်လာတော့ပါလို့နော်တပည့်တောင်းမှမှာတပည့်ကျော်ပါမယ်မရဘူးလာမလို့လာမပြောနဲ့ဟုတ်ပါမယ်ကျော်ပါမယ်မတော်ကတစ်ခေါက်လည်းမဟုတ်တော့တစ်ခေါက်ပါလာရဲ့ဆိုကြရရှင်မဟုတ်ဘူးလေဟုတ်ပါဘူးနောက်ဘယ်လိုလဲဘာလို့ပြေးသေးလဲရှင်တို့ဘိုးရမှာဘာလို့ပြေးလဲဒါနဲ့လူကလာမှာကစားမှာဟိုတပည့်ကြောက်တိုင်းကြောက်တယ်လာမပြောနဲ့မအခုမှကြောက်တက်လားတပည့်ကျော်ပါမယ်စေးအများဆုံးဟာယူကြည့်ပြီးယူပါတော့မထက်တော့လို့လို့မစမဖြစ်ဘူးထက်တယ်နေ့ဒီကလည်းရှိပါပြီဆန္ဒပါဖက်လည်းပါအဲ့စိတ်ရှိတာတော့မှာပဲဒုက္ခရောက်နေတာမသိဘူးနောက်ကဘယ်တော့လာထဲဖြစ်ပြီပဲဟဲ့ညညိုးတယ်ဟောဒီမှာနားပြောင်းမိုင်းအဲ့တော့မှယူဘုံမိုင်းဒီပြပြအဲ့တော့မှဟုတ်လားကြီးကြီးအောင်လဲယူလားတူတော့ထည့်ပြီနော်ဦးနော်အဲ့လိုမလန်ကိုအကိုင်းနေပြီသူစပရကလိုက်ကဖြစ်မှာအေးဟုတ်တယ်လိုက်ကဟုတ်ဟုတ်အဲ့စိတ်ရှိတာတော့မှာပဲဒုက္ခရောက်နေတာမသိဘူးနောက်ကဘယ်တော့လာထဲနေအဲ့မြောက်6မော်အစ်စ်တူစကွယ်အဲ့လိုငယ်ငယ်လေးနော်ခလေးလေးခလေးလေးအဲ့ကိုရဲ့ကိုဘယ်တော့မှလို့ဆိုတော့နာမည်စီပါနေသူ့ရောင်းနေကိုမရှိဘူးငါဒီမှာဒီမှာရှားနေတာငယ်လေးဆိုပြီးဖြစ်မှာတော့ပြီးလူရဲရနေအကောင်လုံးကိုလည်းကိုမှမကြည့်နိုင်ဒီမဒီမှာယူမွေးကိုင်းနေဒီမိုးကလည်းနောက်မှနွယ်နေရှိသေးတယ်နွယ်နေရှိရနွယ်နေရှိလို့သူတို့ဘာမှမလုပ်သေးဘူးဘယ်မှာကြောင်ပြတ်သွားတာပေါ့ဒီဘက်လည်းသူတို့လာကြည့်အောင်အမမထိုးတယ်ဒီမွေးအဲ့ခါနုံနမသူကတို့ယူကိုင်းမိကြည့်နေတယောက်တပူးပြန်ချခဲ့လာဒီချကြည့်အောင်ချလုတ်ဖို့လာတာမျိုးမဟုတ်ပဲနဲ့လေဟိုမျိုးလူလျွတ်သွားလို့လုတ်လိုက်တာလောက်ဖို့လာတာဖြစ်တော့လေကြည့်ရတာဘသူဝယ်နိုင်မဲ့ဟိုယူသွားအောင်နော်အယူမျိုးစစ်ရှင်းပေးပါဦးမနောက်သွားဘူးနောက်သွားနည်းနည်းပြုတ်ကိုင်းချင်းလော်ရလားမလားလော်ရခဲအောင်မဖြစ်ဘူးလော်ရခဲအောင်ကိုင်းချင်းနေတာအဆိုင်ချစ်တယ်ယူချလိုက်တယ်မယူမယူလော်ရချဒီဘက်ပြန်အမိုင်ဒီစောင်းနိုင်လို့ရဒီစောင်းနိုင်24တိုင်းတော့တော့ရှိနေမှာစိုက်ကြည့်အမယဉ်ကြည့်လိုက်တယ်ရှိသေးမှာဘုဖို့သွားလိုက်တာကြီးဒီမကင်ကြည့်နေမေဘလေးဘူးရဲ့မှာနော်သိချရတယ်နှစ်ယောက်လုံးလည်းကိုင်ပြန်တင်လိုက်တယ်ခဏတော့တင်လိုက်အခုကောင်းဖြစ်ပေါ့သုံးလာမရလေသူ့ဝိုင်းရောင်းခိုင်းတယ်သူ့အမဆိုရဲမေဘလေးကိုင်ထားတဲ့တယောက်မျိုးခဏလေးဒီမှာကိုင်နဲ့ကိုင်မကြည့်အောက်ထဲကိုထဲလိုက်တယ်တွေ့လားဘူးလားနှစ်ဘူးလားတယောက်ကတဘူးတယောက်ကတဘူးတယောက်တော့မကိုင်ဘူးသူမကိုင်ဘူးထဲလိုက်ဒီတယောက်မကိုင်တော့ပြန်လာမှဒီမှာထဲလိုက်ဒီနောက်မှလာဆိုင်ထိုးဆိုင်အောက်ကိုပြန်ကြည့်ဟိုအဲ့ဒါကိုတာပဲနေဝဲတော့မဟုတ်တော့ဘူးမြောက်ကြီးဟိုမှာလာထဲဟုတ်တယ်ဟိုမှာထဲသွားပြီးအဲ့မြောက်ပြန်ကြည့်လိုပဲနေရတယ်ပြန်တော့ထွက်သွားတယ်ခိုးတာနှစ်ဘူးလုံးခိုးတာနှစ်ဘူးလုံးတစ်ထည်ပဲခိုးတာ
ကောင်ပဲဘာအနှုံးနဲ့သူ့အိမ်နဲ့ပါပြန်ဂျူနီယာကိုကြည့်စလိုက်နှစ်ခုပိတ်ပါ